အပူတပြင်းမိုးကြိုးထစ်နေတဲ့ညတညမှာကျေးလက်လမ်းကြောင်းတစ်ခုပေါ်ဘတ်စကားဟောင်းကြီးတစ်စီးခြောက်ချားပွဲအတန်မျိုးနဲ့ရက်သွားတဲ့ကားတွေကခရီးသည်9ယောက်ထဲမှာမမြင်ဘူးတဲ့ကျေးရွာကိုလမ်းမရောက်လာတဲ့ခရီးသွားတစ်ယောက်ဖြစ်တဲ့နှင်းလဲပါဝင်နေတဲ့သူမရဲ့ဖုန်းမှာဆက်သွယ်မှုလိုင်းတွေပြတ်တောက်နေပြီးတစ်ခါလဲအလုံးမလုံးတော့ဘူးကားမောင်းသူကဒီရွာကမြေပုံမှာမပါဘူးဒါပေမဲ့ညဘက်ဆိုမလာတာကောင်းတယ်လို့ကြားဘူးတယ်လို့ပြောလိုက်တာနဲ့ကားကမီးခိုးတွေထွက်လာတယ်။ရွာဝင်ပေါက်မှာကျိုးပဲ့နေတဲ့ကြောက်စာတိုင်တစ်ခုပေါ်မြန်မာလိုရေးထားတာကိုနှင်းဖက်လိုက်ရတယ်။ဤရွာသို့ဝင်သူသည်လွမ်းသူ၏အရေးကိုယူဆောင်လာမည်။သူမရဲ့ခြေလမ်းတိုင်းမှာလေးလံနေတဲ့လေတွေကအေးစိမ့်လာပြီးမီးအိမ်တွေကမိမ့်မိန်လေးရွာသားတွေရဲ့အိမ်တွေကလူသူကင်းမဲ့ပေမဲ့မီးဖိုချောင်တွေတဲကဟင်းခတ်တန်တွေကလေးငိုတန်တွေကြားနေရတယ်ဒါပေမဲ့တကားဖွင့်ကြည့်တိုင်းဘယ်သူမှမရှိကြဘူးရွာအလဲကတစ်ပင်ကြီးအောက်မှာဖန်တီးထားတဲ့ဖျားစင်လေးတစ်ခုကိုနှင်းသတိထားမိတယ်ဓာတ်ပုံရိုက်ဖို့ဖုန်းကိုထုတ်လိုက်တဲ့အချိန်ဖုန်းမှန်ထဲမှာသူ့နောက်ကိုအဖြူရောင်အဝတ်စထူးနဲ့အမျိုးသမီးတစ်ယောက်ရုတ်တရက်ပေါ်လာတယ်လှည့်ကြည့်တော့ဘာမှမရှိဒါပေမဲ့သူ့လေဘင်းနာကအေးဆက်နေတဲ့အသက်ရှူတန်ကိုခံစားရတယ်။ရွာထဲကအသက်ကြီးဆုံးလို့ထင်ရတဲ့ဘိုးဘွားတစ်ယောက်ကသူ့ကိုတွေ့ပြီးသမီးရန်သူကိုနှိုးမိပြီးသူ့ရဲ့အချစ်ဆုံးလူကိုဆုံးရှုံးပြီးကလေးကသူ့ဝိညာဉ်ကဒီရွာကိုသွာလာသူတိုင်းနဲ့လိုက်ပါနေတယ်။သူပေါ်ရအောင်ခိုးကပ်နေတယ်လို့ကြောက်လန့်တကြားပြောတယ်။နှင်းရဲ့ပခုံးပေါ်လက်တစုံထိလာတဲ့အခါသူမဟာအော်ဟစ်ပြီးပြေးဖို့ကြိုးစားတယ်။ဒါပေမဲ့ရွာထဲကလမ်းတွေကဝင်းဆက်လိုပတ်နေတယ်။နောက်ဆုံးသူမရဲ့ဖုံးမီအားကုန်ခါနီးရွာထဲကရှေးဟောင်းတင်ချိုင်းကူတစ်ခုတည်းဝင်မိတယ်။ကူအလဲမှာရွှေချထားတဲ့အလောင်းတစ်ခုနဲ့လက်ထက်ကွင်းတစ်စုံကိုတွေ့တယ်။ကွင်းမှာလွမ်းသူနဲ့ထာဝရအတူလို့မြန်မာစာလုံးတွေထွင်းထားတယ်။သူမရဲ့နောက်ကအော်တန်တွေကြားရင်ကွင်းကိုဝစ်လိုက်မိတဲ့အခိုက်အမှောင်ထဲကလက်တစုံကသူ့ကိုဆွဲခေါ်သွားတယ်မနက်မိုးလင်းတဲ့အခါကျေးရွာကလုံးဝပြောင်းနေပြီးနှင်းရဲ့ဖုံးမှာဓာတ်ပုံတစ်ပုံပဲကျန်တယ်ဓာတ်ပုံထဲမှာအဖြူရောင်အဝတ်စထူးနဲ့မျိုးသမီးကသူ့လက်ကိုကင်ထားပြီးနှင်းကိုပြုံးနေတယ်နောက်တစ်နှစ်မှာဒီလမ်းကြောင်းကိုလာတဲ့ခရီးသည်တွေပြောတာကညအချိန်တစ်ပင်အောက်ကခေါ်တန်လေးကိုကြားရတယ်ငါ့ကိုမင်းနဲ့အတူခေါ်သွားပါဆိုတဲ့အတန်နဲ့